ရှင်ဝအပြန်ဖျားသွားခဲ့တဲ့အထိမ်းအမှတ်အနေနဲ့သွားတော့ဖြစ်ခဲ့ကြပါတယ်ဘလို့ပြီပါပြီးဒီနေ့ဘိုးတော်ဖျားကိုအစီအစဉ်မရှိဘဲနဲ့ရောက်သွားခဲ့ပါတယ်ကိုယ့်ရဲ့နေနဲ့တောက်ကြတောင်လေးမှာဖျားရှိခိုးပြီးရေးသက်ပေးခဲ့ပါတယ်ဘိုးတော်ဖျားမှာအသက်ပြန်လာမိုးမှန်ထားတဲ့နေရာတွေအများကြီးရှိပါတယ်မရောက်တာကြပြီဖြစ်တဲ့လူတွေဖူးဖို့အတွက်တက်ဘလော့လေးတစ်ခါလာရိုက်ပါအောင်မယ်ဖျားကြီးတရားကြီးလေးကအရန်အေးချမ်းတော့စိတ်ကြည်ကြည်လင်းလင်းလေးနဲ့ဘားရောက်သွားပါတယ်ဒီရက်ထဲမှာအလုပ်ကလေးတွေနည်းနည်းပင်ပန်းတော့ကိုလည်းအနားပေးရတာပေါ့နော်ဒီဆိုင်လေးကတော့ပထမအဆုံးထိုင်ဖြစ်တဲ့ဆိုင်လေးပါဒါကတော့ဒီဆိုင်မှာရတဲ့အကင်လေးတွေပါဈေးနှုန်းလေးတွေကတော့တခုမှမသိပါဘူးဘီယာမတောက်တတ်တဲ့လူတွေအတွက်လည်းဒီဆိုင်လေးရဲ့အနားမှာ liquor store ရှိတယ်ပေါ့နော်ပလင်းလည်းရလာပြီအမြီးလေးတွေလည်းရောက်လာပြီဆိုတော့ဒီခရီးဟင်းလေးကိုတော့ဖိတော်တော်လေးချိုက်သွားပါတယ်ဖိလှုပ်ချင်တာလို့ရိုက်ချင်တာရိုက်ထားတဲ့ဘလော့လေးတွေကိုအမြဲတမ်းဆုံးတဲ့ဒီရှိပေးနေတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်အမားတွေပါသွားကြလို့ရှိရင်လည်းနားလည်ပေးကြပါအောင်နော်ဘိုင်ဘိုင် Thanks for watching. အဆုံးထိကြည့်ပြီးလို့ကျေးဇူးပါ